မင်္ဂလာပါခင်ဗျာနောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုကျွန်တော်တို့ PZ ကတင်ဆက်ပေးမှာဖြစ်ပါတယ်ပိုရဟန်မင်းကြီးရဲ့ဝေဖန်မှုတွေစက်တိုက်ရှိနေပေမဲ့ဒေါ်နယ်ထရမ့်ကတော့ကြီးကြမ်းနဲ့ရိုက်ထားတဲ့ပုံကိုဆိုရှယ်မီဒီယာမှာဆက်လက်တင်ထားတဲ့အကြောင်းလောင်စာစီအခက်အခဲဖွင့်နေတဲ့အာရှနိုင်ငံတွေကိုဒေါ်လာ10ဘီလီယံကူညီမယ်လို့ဂျပန်ကကတိပြုခဲ့တာနဲ့အီရန်စစ်ပွဲကြောင့်ကမ္ဘာတဝန်းမှာအခက်တွေ့နေချိန်မှာတရုတ်စီးပွားရေးမြို့မှန်းထားတဲ့ပုံမိုတိုးတက်လာတဲ့အကြောင်းတွေကိုဖော်ပြပေးလိုက်ပါတယ်ပထမဆုံးတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ပိုရဟန်မင်းကြီးရဲ့ဝေဖန်မှုတွေရှိနေပေမဲ့ဒေါ်နယ်ထရမ့်ကကြီးကန်းနဲ့ရိုက်ထားတဲ့ပုံကိုဆိုရှယ်မီဒီယာမှာဖော်ပြခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်။ဒေါ်နယ်ထရမ့်ကတင်ထားတာဟာသူနဲ့ပုံစံတူ AI ပုံကြောင့်ဝေဖန်မှုတွေခံရပြီးနောက်ပိုင်းနေ့ရက်အကြာမှာပုံအသစ်ထပ်တင်လိုက်တာပဲဖြစ်ပါလေ။အဲ့ဒီပုံမှာထရမ့်ကမျက်လုံးပိတ်ထားပြီးကြီးကန်းနဲ့ခေါင်းချင်းထီနေကမိုက်ခရိုဖုန်းနောက်မှာရပ်နေတဲ့ပုံနဲ့ဖြစ်ပါလေ။ပုံရဲ့နောက်မှာအမေရိကန်အလံတစ်ခုပါဝင်ပြီးပုံကိုညွန်ဆိုတဲ့စာသားလဲပါဝင်နေတာတွေ့ရပါတယ်။ထရမ့်ကကျွန်တော်ဟာဘယ်တော့မှဘာသာရေးကိုအရန်ကိုက်ဆိုင်တဲ့သူတယောက်မဟုတ်ပါဘူး။ဒါပေမဲ့အဲ့ဒီလိုပုံစံမျိုးလည်းမဟုတ်ပါဘူး။စာတန်းကလေးတွေကိုရစ်ပူစောတဲ့မကောင်းဆိုးဝါဒီအားလုံးရှိနေချိန်မှာ golf ကွင်းမှာထိုင်နေရမလားဆိုတဲ့စာသားကိုရေးသားထားတာဖြစ်ပါတယ်။လက်ဝဲစွန်းချောက်လူမိုက်တွေကဒါကိုကြိုက်ကြမှာပါ။ကျွန်တော်ကတော့တော်တော်ကြိုက်ပါတယ်ဆိုပြီးပြန်တင်ထားတာလည်းဖြစ်ပါတယ်။အဲ့ဒီဓာတ်ကွန်က AI နဲ့ဖန်တီးထားတဲ့ပုံဖြစ်တဲ့အကြောင်းအတည်ပြုထားပြီးကျဲတွေလက်ချောင်းတွေအဝတ်အစားတွေနဲ့အရိပ်တွေကတဘာဝပုံရိပ်တွေနဲ့မတူညီဘူးလို့အစ္စရေးလိုတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီးအမေရိကန်မှာမွေးဖွားတဲ့ကက်သလစ်ဘာသာဝင်တွေရဲ့ခေါင်းဆောင်ပုဂလီယိုနဲ့ထရမ့်တို့ရဲ့အပြန်အလှန်ဝေဖန်မှုတွေဖြစ်ပွားခဲ့တဲ့နောက်ပိုင်းအခုလို AI ပုံတွေဆိုရှယ်မီဒီယာမှာတင်လာတာပဲဖြစ်ပါတယ်။ပုဂလီယိုကလည်းထရမ့်ရဲ့အစိုးရအဖွဲ့ကိုကြောက်ရွံ့နေမှာမဟုတ်ဘဲပြောတင်တာတွေကိုဆက်ပြီးပြောမယ်လို့တွန်းပြန်ထားပါတယ်။2014ခုနှစ်ရွေးကောက်ပွဲမှာအနိုင်ရခဲ့တာကကက်သလစ်ဒီအပါအဝင်ခရစ်ယာန်မဲပေးသူတွေကအထူးကမဲဆန္ဒရှင်တွေဖြစ်တယ်လို့ writer ကဖော်ပြထားပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းအရာကတော့လောင်စာစီပြဿနာကြုံတွေ့နေရတဲ့အာရှနိုင်ငံတွေကိုဒေါ်လာ10ဘီလီယံကူညီမယ်လို့ဂျပန်နိုင်ငံကကတိပြုထားတဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။အီရန်စစ်ပွဲကြောင့်လောင်စာစီပြဿနာနဲ့ကြုံတွေ့နေရတဲ့အိမ်နီးချင်းအာရှနိုင်ငံတွေအထူးသဖြင့်အရှေ့တောင်အာရှနိုင်ငံတွေကိုဂျပန်နိုင်ငံကကူညီမှာပဲဖြစ်ပါတယ်။ဂျပန်ဝန်ကြီးချုပ်ဖူမီယိုကီရှီဒါကအာရှနိုင်ငံခေါင်းဆောင်တွေနဲ့အွန်လိုင်းကနေဆွေးနွေးမှုပြုလုပ်ခဲ့ပြီးနောက်ပိုင်းပူးပေါင်းဆောင်ရွက်မှုမူပန်းတစ်ခုပြုလုပ်မယ်လို့မနေ့ကကြေညာခဲ့တာပါဂျပန်နိုင်ငံကအာရှနိုင်ငံတချင်းစီနဲ့အနီးကထောက်ပံ့မှုတွေနဲ့အပြန်အလှန်မီလီယံမှုတွေပြုလုပ်မှာလို့ကီရှီဒါကပြောဆိုထားပါတယ်ဂျပန်နိုင်ငံရဲ့ပူးပေါင်းဆောင်ရွက်မှုမူပန်းရဲ့ရည်ရွယ်ချက်ကတော့ရေနံထုတ်ယူဖို့ကိုကူညီဖို့ဆိုလို့ရေနံတွေကိုထိန်းသိမ်းဖို့လည်းပါဝင်ပါတယ်ဟော်မုစ်ရေလက်ကြားပိတ်ဆို့မှုကြောင့်အာရှနိုင်ငံတွေကအဓိကထိခိုက်ခဲ့တာဖြစ်ပါတယ်။အာရှနိုင်ငံတွေကဟော်မုစ်ရေလက်ကြားကထက်သန်းတဲ့သင်္ဘောတွေစီကနေရေနံနဲ့ဓာတ်ငွေအပေါ်ရာခိုင်နှုန်း90လောက်မိခိုနေရတာလည်းဖြစ်ပါတယ်။ဂျပန်နိုင်ငံနဲ့ဆွေးနွေးခဲ့တဲ့နိုင်ငံတွေမှာဖိလစ်ပင်၊မလေးရှား၊စင်ကာပူ၊ထိုင်း၊ဗီယက်နမ်၊ဘင်္ဂလားဒေ့ရှ်နဲ့တောင်ကိုရီးယားနိုင်ငံတို့ပါဝင်ပြီးနိုင်ငံရဲ့လိုအပ်ချက်အလိုက်ထောက်ပံ့မှုတွေရရှိမှာပဲဖြစ်ပါတယ်။ဂျပန်နိုင်ငံဟာဖီသွင်းလောင်စာအသုံးပြုဖို့အញ្ញံထိုလာမှုတွေကနေ245ရက်လောက်အထိလုံလောက်တဲ့ပမာဏရှိလေလို့ဝန်ကြီးချုပ်ကဆိုထားပါတယ်။လက်ရှိကမ္ဘာစွမ်းအင်အကျပ်တဲထမ်းမှာအញ្ញံရည်တွေကိုထုတ်သုံးရတဲ့အခြေအနေကိုရောက်ရှိပြီးဂျပန်နိုင်ငံကအញ្ញံစီထဲကနေ90ရာခိုင်နှုန်းလောက်ထိစံချိန်ထုတ်သုံးဆွဲနေတာဖြစ်ပါတယ်။လာမယ့်မေလအစမှာလည်းထပ်မံထုတ်သုံးမယ်လို့ဂျပန်အစိုးရကကြေညာထားတာတွေ့ရပါတယ်။လောင်စာစီပြတ်တလက်မှုတွေကြောင့်အရှေ့တောင်အာရှမှာစီးစေးတန်ကြီးပြီးကားစုပေါင်းစည်းဖို့နဲ့စွမ်းအင်ချွေမေရအနေနဲ့အဲကုန်းမဖွင့်ဖို့တောင်အစိုးရတွေကတိုက်တွန်းထားတာလည်းတွေ့ရပါတယ်။စွမ်းအင်အခက်အခဲဖြစ်နေခြင်းမှာဖိလစ်ပင်ကအမျိုးသားစွမ်းအင်အရေးပေါ်အခြေအနေကြီးညာတဲ့ပထမနိုင်ငံလည်းဖြစ်လာပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းအရာကတော့အီရန်စစ်ပွဲကြောင့်အခက်တွေ့နေချိန်မှာတရုတ်စီးပွားရေးတိုးတက်လာတဲ့အကြောင်းပဲဖြစ်ပါတယ်။ကမ္ဘာတဝန်းမှာအမေရိကန်နဲ့အီရန်ကြားမှာစစ်ပွဲရဲ့တက်ရောက်မှုတန်းကိုခန်းစားနေပေမဲ့တရုတ်နိုင်ငံရဲ့စီးပွားရေးကမျှော်မှန်းထားတာတဲ့ပိုမိုတိုးတက်လာခဲ့တာပါပထမ3လတွေမှာ4ရာခိုင်နှုန်းလောက်သာတိုးတက်နိုင်မကြောင်းစီးပွားရေးပညာရှင်တွေကခန့်မှန်းထားခဲ့ပေမဲ့တရုတ်ရဲ့စုစုပေါင်းပြည်တွင်းထုတ်လုပ်ကုန် GDP ဟာပြီးခဲ့တဲ့နှစ်ကာလတို့အပေါ်9ရာခိုင်နှုန်းလောက်မြင့်တက်လာတာမျိုးဖြစ်ပါတယ်ဖေဖော်ဝါရီလ28ရက်နေ့ကစပြီးဖြစ်ပွားခဲ့တဲ့အရှိတလဲကိုင်းပဋိက္ခတွေကြောင့်ကမ္ဘာစွမ်းအင်ထောက်ပံ့မှုကိုစိုးစိုးဝါးဝါထိခိုက်စေပြီးအထူးသဖြင့်အာရှနိုင်ငံတွေပေါ်မှာတက်ရောက်မှုတွေဖြစ်ပွားခဲ့တာပါတရုတ်နိုင်ငံကဂျပန်နဲ့တောင်ကိုရီးယားလိုမျိုးမဟုတ်ပဲပင်လယ်ကိုက်ဘီကရင်းနှဲပေါ်မိခိုမှုနည်းတဲ့အလျောက်တက်ရောက်မှုတန်းကိုတိုက်ရိုက်ခန်းစားရတာမျိုးမရှိပါဘူးမကြာခင်မတ်လမှာလည်းတရုတ်နိုင်ငံရဲ့အစိုးရက9နှစ်စာစီမံကိန်းအသစ်နဲ့စီးပွားရေးဆိုင်ရာရည်ရွယ်ချက်တွေကိုကြေညာထားသလိုအတိုးနှုန်းကိုလည်း9ရာခိုင်နှုန်းကြားလျှော့ချထားတာဖြစ်ပါတယ်။ကမ္ဘာဒုတိယမြောက်စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံမှာအင်ချန်မီယင်းနှီးမှုတွေဆက်လက်ကျဆင်းနေပေမဲ့
လျှက်စစ်ကားတွေလျှက်စစ်ပစ္စည်းတွေနဲ့အခြားပို့ကုန်အပါအဝင်ကုန်ထုတ်လုပ်မှုကဏ္ဍကိုတော့အားရစရာထိခဲ့တာမှာတရုတ်နိုင်ငံအတွက်ကုန်သွယ်စပိုးပိန်ပြူးပြလာဒေါ်လာ90ဘီလီယံလောက်သာရှိတော့တဲ့အတွက်တစ်နှစ်အကြာမှာအနည်းဆုံးပမာဏထိခဲ့တာမှာတရုတ်ပြည်တွင်းမှာတော့ဝယ်ယူစောက်တောက်မှုအားနေတာလူဦးစင်ကြဆင်းလာတာနဲ့အင်ချဲမြေအကျက်တဲ့ကလာရှင်းနေတဲ့အတွက်အာဏာရန်ကွန်မြူနစ်ပါတီကနေတိုင်းပြည်ရဲ့စီးပွားရေးကိုပြန်လဲပုံဖော်နိုင်ဖို့ကြိုးစားနေတာပါတရုတ်ပြည်မှာဆိုရင်လေအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ချမ်းမြက်ထားတဲ့စီးချက်ခွန်နေနဲ့အီရန်စစ်ပွဲကြောင့်ဖြစ်ပေါ်လာတဲ့စွမ်းရည်ပြဿနာအပါအဝင်ကမ္ဘာကုန်သွယ်အခြေအနေတင်းကျပ်နေလာမျိုးနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ဒါကြောင့်လာမယ့်မေလအကျွဲမှာတရုတ်နိုင်ငံမှာသမ္မတစီကျင့်ပင်နဲ့ထရမ့်တော်တွေ့ဆုံဖို့အတွက်စီစဉ်ထားပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းအရာကတော့လက်ဘနွန်နဲ့အစ္စရေးဆွေးနွေးမှာဖြစ်ပြီးအီရန်နဲ့အမေရိကန်ကတော့တဆင့်ခါဆွေးနွေးနေရပဲဖြစ်ပါတယ်။ဧပြီလ16ရက်မှာဆွေးနွေးမှာဖြစ်ပြီးအီရန်နဲ့အမေရိကန်နိုင်ငံတွေကတော့တဆင့်ခါဆွေးနွေးပွဲတွေပြုလုပ်မှာဖြစ်တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောဆိုထားပါတယ်။အစ္စရေးဆွေးနွေးပွဲရှိတယ်ဆိုတဲ့အကြောင်းကိုပဲဆိုရှယ်မီဒီယာမှာဒေါ်နယ်ထရမ့်ကဖော်ပြခဲ့တာဖြစ်ပြီးဆွေးနွေးမှုအသေးစိတ်နဲ့ပတ်သက်လို့တော့ဖော်ပြတာမျိုးမရှိပါဘူး။အီရန်ကိုထောက်ခံတဲ့ဟစ်ဇ်ဘိုလာတွေနဲ့အစ္စရေးတို့တိုက်ခိုက်မှုက6ပတ်ကြာအဖြစ်ရောက်ရှိလာခဲ့ပါပြီ။အဖြစ်ဆက်ချင်းနဲ့ပတ်သက်ပြီးမကြာခင်ကြေညာနိုင်မယ်ဆိုတဲ့လက်ဘနွန်တာဝန်ရှိသူတွေကပြောဆိုထားပါတယ်။ဒါပေမဲ့အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟူကဆွေးနွေးပွဲပြုလုပ်နေချိန်မှာဟစ်ဇ်ဘိုလာတွေကိုဆက်လက်တိုက်ခိုက်မယ်လို့အခိုင်အမာပြောဆိုထားပါတယ်။ဆွေးနွေးပွဲတွေပြုလုပ်နေချိန်မှာလက်ဘနွန်တောင်ပိုင်းလုံခြုံရေးဆောင်မှာအစ္စရေးကစစ်ရေးတိုးမြင့်မှုတွေပြုလုပ်မယ်ဆိုတဲ့နေတန်ယာဟူရဲ့ဗီဒီယိုမက်ဆေ့ချ်မှာဖော်ပြထားပါတယ်။လက်ဘနွန်ကိုဆွေးနွေးဖို့အတွက်အစ္စရေးမှာအထူးရည်ရွယ်ချက်နှစ်ခုရှိတယ်လို့လည်းသူကပြောပါသေးတယ်။ဟစ်ဇ်ဘိုလာတွေကိုအမြင့်ပြတ်ချေမှုန်ဖို့နဲ့ရေစာငင်းချမ်းရေးအတွက်ဆိုတဲ့ရည်ရွယ်ချက်တွေလို့နေတန်ယာဟူကပြောဆိုခဲ့ပါသေးတယ်။အမေရိကန်ဟာအီရန်ကိုနောက်ထပ်မပတ်ကြအဖြစ်ဆက်ချင်းတောင်းဆိုခဲ့တယ်ဆိုတဲ့သတင်းတွေကမှတ်မကန်တာကြောင့်ကိုအိမ်ပြတော်ကဖြေရှင်းထားပါတယ်။အီရန်နဲ့အမေရိကန်တို့ဒုတိယအကြိမ်ဆွေးနွေးပွဲပြုလုပ်မဲ့ကိစ္စကလည်းလှုပ်ဆောင်ဆဲအဆင့်ပဲရှိနေသေးတယ်လို့ဖော်ပြထားပါတယ်။လက်ရှိအချိန်မှာပါကစ္စတန်ကကိုယ်စားလှယ်တွေညှိနှိုင်းမှုတွေလုပ်ဖို့အတွက်အီရန်ကိုရောက်ရှိနေပါတယ်။အစောပိုင်းသတင်းတွေအရအမေရိကန်ကအီရန်ကိုရေမောင်းပိတ်ဆို့မှုတွေဆက်လုပ်မယ်ဆိုရင်ပင်လယ်ကိုက်ပင်လယ်နီနဲ့အိုမန်ပင်လယ်ကိုက်နေရာတွေမှာတင်းမောဖြတ်တန်းမှုတွေကိုတိုက်ခိုက်မယ်လို့အီရန်စစ်တပ်ကချိန်မြောက်ခဲ့ပူပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ဟော်မုစ်ရေလက်ကြားပြန်လည်ဖြတ်တန်းနိုင်ဖို့အတွက်ဗြိတိန်နဲ့ဖရင်တွေကညွန်ပေါင်းအဖွဲ့နိုင်ဖို့ကြိုးစားနေတဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်ဟော်မုစ်ရေလက်ကြားမှာတင်းဘောတွေပြန်လည်ဖြတ်တန်းနိုင်ဖို့ဖရင်နဲ့ဗြိတိန်နိုင်ငံတွေကညွန်ပေါင်းအဖွဲ့မယ်ဆိုတာကိုကျွမ်းကျင်သူတွေကပြောဆိုကြောင်းရိုက်တာသတင်းဌာနကဖော်ပြထားပါတယ်သမ္မတမက်ခရွန်ကဖြစ်နိုင်ခြေရှိပြီးတင်းကျပ်တဲ့ရေကြောင်းကာကွယ်ရေးမစ်ရှင်တစ်ခုကိုဖော်ပြခဲ့ပြီးဟော်မုစ်ရေလက်ကြားမှာလွတ်လပ်မှုပြန်လည်ထွာလာနိုင်မှုရည်ရွယ်ထားပါတယ်။ဒီဆွေးနွေးပွဲကိုဧပြီလ16ရက်မှာဖရီနဲ့ဗြိတိန်တွေကပူးပေါင်းအစည်းအဝေးနဲ့ပြုလုပ်ဖွဲ့ရှိပြီးအခြားနိုင်ငံတွေလည်းပါဝင်နိုင်မှာဖြစ်ပါတယ်။ဟော်မုစ်ရေလက်ကြားမှာဘယ်လိုလှုပ်ဆောင်မှုမျိုးကိုမဆိုပဋိက္ခတွေကိုရှောင်လွှဲနိုင်ဖို့အီရန်နဲ့ပူးပေါင်းဆောင်ရွက်ရမယ်လို့အရှေ့အလယ်ကိုင်းအရေးကျွမ်းကျင်သူဒေါ်ရိုတီချက်ကပြောဆိုထားပါတယ်။ဟော်မုစ်ရေလက်ကြားဟာကမ္ဘာလောင်စာဆီဖြတ်တန်းမှု9ပုံတပုံဖြစ်တဲ့အများဆုံးလမ်းကြောင်းဖြစ်ပြီးအီရန်ကပိတ်ဆို့ထားတာဖြစ်ပါတယ်။အမေရိကန်ကအီရန်နဲ့ပင်လယ်ရေမောင်းဝင်ကောက်ထွက်ကောက်အားဆုံးပိတ်လိုက်တဲ့အတွက်ပင်လယ်ကိုက်မှာတင်းကျပ်မှုတွေလည်းပုံမမြင့်တက်နေပါတယ်။ဧပြီလ16ရက်မှာပြုလုပ်မယ်ဖရီနဲ့ဗြိတိန်တို့ဦးဆောင်မဲ့ဆွေးနွေးပွဲကချက်ချင်းအချိုးတက်ရောက်မှုတွေရှိမှာမဟုတ်ဘူးလို့ဆိုထားပါတယ်။ဒါအပြင်အမေရိကန်မပါတဲ့ဆွေးနွေးပွဲဟာဖြစ်နိုင်ဖို့မရှိဘူးလို့အချို့ကထောက်ပြထားပါတယ်။အမေရိကန်ကထောက်ပြထားတာကတော့ဒီလိုဆွေးနွေးပွဲပြုလုပ်တာဟာတနည်းနာနေတရားဝင်နိုင်ဖို့မရှိဘူးလို့ဆိုခဲ့တာပါ။ဆွေးနွေးပွဲမှာပါဝင်သူတဦးကတော့ဒီတစ်ပတ်ဆွေးနွေးပွဲမှာအုပ်စု၄ခုဖွဲ့ဖို့ရည်ရွယ်ထားတယ်လို့ပြောပါတယ်။အဲ့ဒီတွေ့ဆုံမှုမှာလွတ်လပ်မှုပြန်လည်ထွာလာမှုနဲ့ရေကြောင်းလုံခြုံရေးရေလက်ကြားပိတ်ပါကစီးပွားရေးထိခိုက်နိုင်တဲ့အကြောင်းနဲ့အီရန်ကိုဆွဲဆောင်နိုင်ရေးတင်းဘောတွေနဲ့ပိတ်တုံမီနဲ့တင်းဘောတွေပြန်ထွက်နိုင်ရေးဆက်သွားနိုင်ဖို့သက်ဆိုင်ရာလုပ်ငန်းတွေနဲ့ပူးပေါင်းဆောင်ရွက်ရေးတို့ဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ယူကရိန်းစီကိုလက်နက်ပို့နေတာကိုရပ်တန့်လိုက်ပြီလို့ဒုတိယသမ္မတ JD Vance ကဧပြီလ14ရက်နေ့မှာပြောဆိုခဲ့ပါတယ်။ယူကရိန်းထက်အမေရိကန်ရန်ပုံကိုကန့်ကွက်တာနဲ့ပတ်သက်ပြီးအထက်လွှတ်တော်အတွက်မဲဆီယုံချင်းကကြုံတွေ့ခဲ့ရတဲ့ဝေဖန်မှုတွေကိုလည်း Vance ကဖြန့်ပြောင်းဖျော်ပြထားပါတယ်။အမေရိကန်အစိုးရအဖွဲ့ကယူရိုမိတ်တမစ်တွေကိုယူကရိန်းအတွက်သူတို့ကိုယ်တိုင်လက်နက်တွေဝယ်ယူနိုင်တယ်လို့ပြောခဲ့တယ်လို့ Vance ကဆိုထားပါတယ်။အမေရိကန်ပြည်ထောင်စုကလက်နက်တွေဝယ်ယူသည့်ယူကရိန်းစီကိုမပို့တော့ဘူးလို့သူကပြောကြားခဲ့ပါတယ်။ဒါကအရန်ကောင်းမွန်တဲ့အရာပဲလို့သူကထပ်မံပြောဆိုထားပါသေးတယ်ခင်ဗျာနောက်ဆုံးတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ BTS ပြန်လာမှုနဲ့အတူတောင်ကိုရီးယားနိုင်ငံရဲ့နိုင်ငံခြားခရီးသွားလာရောက်မှုစံချိန်မြင့်တက်ထဲတာပဲဖြစ်ပါတယ် BTS ပြန်လာမှုနဲ့အတူတောင်ကိုရီးယားနိုင်ငံရဲ့မက်လာနိုင်ငံခြားခရီးသွားဝင်ရောက်မှုကစံချိန်မြင့်တက်ထဲတာဖြစ်ပါတယ်ဧပြီလ16ရက်နေ့ကအစိုးရထုတ်ပြန်တဲ့အချက်အလက်အရမက်လာအတွင်းမှာနိုင်ငံခြားခရီးသွား26လမ်းထိစံချိန်မြင့်တက်ထဲတာပဲဖြစ်ပါတယ်
ဒါဟာနိုင်ငံခြားခရီးသွားတွေတနစ်ကျော်ကြာလာရောက်မှုကြဆင်းခဲ့ပြီးနောက်ပိုင်း K-pop အဖွဲ့ဖြစ်တဲ့ BTS အဖွဲ့ပြန်လာမှုအတွက်ခရီးသွားကဏ္ဍပြန်လည်မြင့်တက်လာခဲ့တာပဲဖြစ်ပါတယ်။နိုင်ငံခြားခရီးသွားဝင်ရောက်မှုမှာတရုတ်နိုင်ငံကအများဆုံးဖြစ်ပြီးပထမ3လတွင်မှာ23%မြင့်တက်ခဲ့ပြီးခရီးသွား4.6လမ်းထိရှိခဲ့တာပဲဖြစ်ပါတယ်။ဒါဟာလမိုဆိုင်ခရီးသွားဝင်ရောက်မှုအများဆုံးဖြစ်ခဲ့ပြီး3လတွင်အတွက်လည်းစံချိန်မြင့်တက်မှုဖြစ်ပါတယ်။ခရီးသွားတွေထဲမှာတရုတ်နိုင်ငံက45လောင်းရှိခဲ့ပြီးဂျပန်နိုင်ငံက90,000ကျော်ထိရှိခဲ့ပြီး2%မြင့်တက်ခဲ့တာပဲဖြစ်ပါတယ်။ဖိပခရီးသွားဝင်ရောက်မှုများလာတဲ့အတွက်နိုင်ငံခြား credit ကအသုံးပြုမှုက3လတွင်အတွက်ဒေါ်လာ218ဘီလီယံထိရှိခဲ့ပြီးတိုးတက်လာခဲ့တာပါ။ဇန်နဝါရီလ1ရက်နေ့ကဧပြီလ12ရက်နေ့ကြားမှာ BTS ဖျော်ဖြေပွဲတဲ့အတွက်နိုင်ငံခြားတွေကလက်မှတ်ဝယ်ယူမှုက15.5ဘီလီယံရှိခဲ့လို့တောင်ကိုရီးယား credit ကကုမ္ပဏီကခံမှန်းဖော်ပြထားပါတယ်။အဖွဲ့ရဲ့ ARIAN ကမ္ဘာလွှဲလင်ဖျော်ဖြေပွဲကိုဧပြီလ4ရက်17ရက်နဲ့12ရက်နေ့မှာတောင်ကိုရီးယားနိုင်ငံမှာစာတင်ခဲ့ပြီးကမ္ဘာမြို့ကြီး34မြို့မှာဖျော်ဖြေမှာပဲဖြစ်ပါတယ်။ဒါဟာ K-pop အနုပညာရှင်တွေအတွက်အကြီးမားဆုံးသောကမ္ဘာလက်ခီးစဉ်အထိအဆင့်ချင်းတင်တာဖြစ်တယ်လို့ Writer သတင်းဌာနကဖော်ပြထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါနိုင်ငံတကာသတင်းတွေကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်